လူမဆန်တဲ့လုပ်ရက်တစ်ခုကြောင့်ကမ္ဘာ့လယ်မှာရှက်ကွဲခံနေရတဲ့မြန်မာဒီကနေ့လူမှုကွန်ရက်စာမျက်နှာတွေမှာအတော်လေးကိုပွဲလုံးရိုက်နေပြီးမြန်မာနိုင်ငံသားတွေအတွက်ပါရန်ကိုရှက်ရစီခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လူတစ်ယောက်ရဲ့သိဉာဏ်ကင်းမဲ့တဲ့လုပ်ရက်တစ်ခုကြောင့်ခုဆိုရင်နိုင်ငံတကာမှာမြန်မာဆိုတဲ့နာမည်တက်ပြီးဝိုင်းဝန်းပြစ်တင်ရှုံချတာတွေကိုပါခံနေရပါတယ်။ဂျပန်နိုင်ငံရဲ့နာမည်ကြီးနာရာပန်းချန်ထဲမှာဘာတွေဖြစ်ခဲ့တာလဲ။ဂျပန်နိုင်ငံကိုတွားနေတဲ့သူတိုင်းနေပါတွားရောက်လို့ရှိတဲ့နေရာကတော့နာရာပန်းချန်မှာအဲ့ဒီမှာရှိတဲ့တမင်လေးတွေဟာရှင်ပါပြီးချစ်စရာကောင်းတာကြောင့်ခီးသွွားတွေကစာကြွေးတပ်ပုံရိုက်နေရှိကြပါတယ်။ဒါပေမဲ့မကြာသေးခင်ကထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာတော့အမျိုးသမီးတူဟာတပ်ပုံလှလှလေးရဖို့အတွက်တမင်တကောင်ရဲ့ကြောပြင်ကိုအတင်းအဓမ္မတက်ထိုင်မှုစူးစမ်းနေခဲ့ပါတယ်။ဗီဒီယိုထဲမှာတမင်လေးကကြောက်လန့်ပြီးထွက်ပြေးနေပေမဲ့အဲ့ဒီမျိုးသမီးကနောက်ကနေထက်ချက်မကွာလိုက်လံမောင်းနေခဲ့တယ်လို့သူ့ကိုအမိလိုက်ပြီးကြောပေါ်တက်ဖို့ထပ်မံကြိုးပမ်းခဲ့တာကိုထင်ထင်ရှားရှားတွေ့ရပါတယ်။ပိုးစုံကသူ့နားပါလာတဲ့အမျိုးသားတားဆီးရမယ်စာဒီပြစ်စင်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးပေးနေကြတာပါဒီလုံရဟာရိုးရိုးကြည့်အောင်ရန်ကုန်ရုပ်ဆိုနေပါပြီတိုင်မဲနာရမျိုးကတမင်တွေကိုကုညီစောင့်ရှောက်ပေးနေတဲ့စေတနာဝန်ထမ်းတွေရဲ့ထုတ်ဖော်ပြောကြားချက်အရဒီကိစ္စကပိုပြီးတော့အောင်ရှင်းနာစရာကောင်းနေပါတယ်အဲ့ဒီဗီဒီယိုတွေကတမင်လေးဟာအရင်ကမော်တော်ယာဉ်မတော်တဆမှုတစ်ခုကြောင့်ရှေ့ချောက်တစ်ဖက်ကျိုးထားတဲ့တမင်လေးဖြစ်နေပါတယ်လမ်းတော်ကောင်းကောင်းမရှောင်နိုင်ပဲနာကျင်နေတဲ့တမင်လေးကိုမှအခုလိုမျိုးကြောပေါ်တက်ထိုင်ဖို့လုပ်ခဲ့တာပါဒီလုံရက်နဲ့ပတ်သက်ပြီးစေနာဝန်ထမ်းတွေကတော့ဒါအတရိษံပေါ်ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပြီးလုံးဝခွင့်မလွတ်နိုင်စရာအောက်တန်းကြတဲ့လုံရက်ဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချခဲ့ကြပါတယ်။ဒီဗီဒီယိုဖိုင်ဟာအင်တာနက်ပေါ်မှာလင်းလင်းမြန်မြန်ပဲပြန့်နှံ့သွားခဲ့ပြီးတဲ့နောက်ဗီဒီယိုတွေကမျိုးသမီးဟာမြန်မာနိုင်ငံသူတူဖြစ်နေတယ်ဆိုတာကိုအင်တာနက်အသုံးပြုသူတွေကစုံစမ်းဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ခုဆိုရင် Instagram နဲ့ Twitter လိုနိုင်ငံတကာသုံးလူမှုကွန်ရက်တွေမှာမြန်မာဆိုပြီးနာမည်တက်ကတကမ္ဘာလုံးကဝိုင်းဝန်းဆဲဆိုပြစ်တင်ဝေဖန်မှုတွေပြုလုပ်နေကြပါပြီ။မြန်မာပြည်သူတွေကြားထဲမှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ဥပမာအနေနဲ့ Facebook သုံးပြုသူတူကဆိုရင်တပ်ပုံရိုက်ချင်ုံနဲ့ခြေထောက်တန်ရာရပြီးရှောင်ပြေးနေတဲ့တရိတ်ဆန်တစ်ကောင်ကိုအတင်းလိုက်ဖမ်းပြီးတက်ထိုင်ဖို့လုပ်နေတာကတကယ်ကိုသိညာကင်းမဲ့တဲ့လုပ်ရပါ။အခုတော့ Instagram မှာရောနိုင်ငံတကာမှာပါမြန်မာဆိုပြီးနိုင်ငံနဲ့ချီပြီးပြောခံနေရတာသူတို့စာတကယ်ကိုရှင်းနာဖို့ကောင်းပြီးအရန်ရှက်ဖို့ကောင်းပါလေဆိုပြီးစိတ်ပြက်လက်ပြက်ရေးသားထားတာကိုတွေ့ရပါတယ်။လက်ရှိချိန်မှာတော့ဒီပို့စာကြည့်ရှုသူချင်းကြီး6သိန်းကျော်အထိရှိလာခဲ့ပါပြီ။ဂျပန်နိုင်ငံသားတွေနဲ့နိုင်ငံတကာအင်တာနက်သုံးပြုသူတွေကထိုကဲ့သို့သောယဉ်ကျေးမှုမရှိတဲ့ခီးသွွားတွေရဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပြီးတရိတ်ဆန်ညှဉ်းပန်းနှိပ်စက်မှုဥပဒေနဲ့ရေးယူပေးဖို့အထိတောင်းဆိုမှုတွေရှိနေပါတယ်။ကိုယ့်ရဲ့တကူကောင်းဆန်တဲ့သိဉာဏ်နဲ့ပါတဲ့လုပ်ရက်တစ်ခုကြောင့်ကိုယ်တိုင်သာမကကိုယ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေတယ်ဆိုတာကိုဒီပြစ်စင်ကသက်သေပြနေပါတယ်။ခရီးသွားတဲ့အခါဒေသခံတွေရဲ့စီးမြင်စည်းကမ်းနဲ့တက်ရှိတွေပေါ်ဆန္ဒထောက်ထားမှုရှိဖို့ကအရန်ကိုရေးကြီးပါတယ်။ကဲပရိသတ်ကြီးရဲ့ဒီပြစ်စင်ပေါ်မှာဘယ်လိုမြင်ကြပါလဲရှင်။သူတို့နှစ်ယောက်ကိုဘယ်လိုမျိုးရေးယူသင့်တယ်လို့ထင်ပါလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။